Hello ဒီနေ့ Lucky Channel ကနေစိုင်းအတစ်ဖွင့်တဲ့အခမ်းအနားနဲ့အတူရှေးတုန်းကလူကြီးတွေအသုံးပြုခဲ့တဲ့ကြိုးစိုးဝယ်ယူသူများစေတဲ့မန်တန်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။မစခင်မှာအရေးကြီးတဲ့အချက်တစ်ခုကိုအရင်ပြောပြချင်ပါတယ်။မန်တန်တစ်ခုတည်းဟာသူ့ရဲ့အခြေခံအကြောင်းတရားကိုတင်မသိဘူးဆိုရင်ဘာအကျိုးမှမရှိဘူးဆိုတာပါပဲ။တချို့ကမန်တန်ရွတ်ရင်ကောင်းကောင်းရောင်းရမလားလို့မေးကြတယ်။ကျွန်တော်ပြောမယ်။ဆောင်းတွင်းထဲရေခဲမုံရောင်းတာဖြစ်တနေ့လုံးလူအယောက်10လောက်ပဲဖြတ်သွားတဲ့လမ်းမှာဆိုင်ဖွင့်တာဖြစ်မန်တန်အချင်းရရှိရွတ်နေရင်တော့ဘာအကျိုးမှမရှိဘူးမန်တန်ကထောက်ကူတယ်ဒါပေမဲ့အကြောင်းတရားကတော့အဓိကပါပဲဒါကြောင့်ဒီနေ့မှာဒီနှမျိုးလုံးကိုပေးသွားမှာပါအတွေးအခေါ်အခြေခံမှန်အောင်ချထားနီးရောစိတ်ကိုတင်းငင်စေပြီးနတ်ဆုံးကဝေသူရဖျားအိမ်နတ်ကျင်းရွာနတ်တွေတင်းရဲ့စတင်မှုကိုသိရှိသွားစေမဲ့ရှေးထွန်းတဲ့အစဉ်လာကိုပါဒါတွေပြင်ဆင်ထားပါနန့်တာတိုင်းကိုးတိုင်းတန့်ရှင်းတဲ့ရေးတစ်ခွက်တစ်တီသုံးမျိုးချူတဲ့အတီးချင်းတဲ့အတီးမွေးတဲ့အတီးဖျိုင်းတိုင်တဆုံစံအနှဲငယ်ကိုးကွယ်ယုံကြည်မှုအလိုက်ပါညာတင်းဆိုင်ရှေ့မှာတိုးမဟုတ်ဆိုင်အတီးရဲ့တကောက်ရှေ့မှာစပွဲချပါပြီးရင်မျက်လုံးမှိတ်စိတ်ဆူးဆိုင်တင်းဆိုင်နာမည်ကိုစိတ်ထဲကနေပြောပြလိုက်ပါဒီတော့ဒါကတော့ရောင်းဝယ်ဖောက်ကားရေးအတွက်လမ်းဖွင့်ပေးတဲ့မန်တန်ပါသုံးကျင်ရစ်ဆိုရမှာထုတ်ပါတယ်ပါဠိဘာသာမန်တန် AI ထဲသုံးလို့ရအောင်ချောမှုစင်းလင်းတဲ့အတန်တမ္မာတမ္ဗုဒ္ဓညာပုံညလာပံပရိမဟိတဖဝန္တုမေမေတ္တာမဟာလာပံပိယံမမကောကလာဘဖဝန္တုမေအတိတ်ပဲကတော့အရင်ကကောင်းမှုတွေအသစ်ကောင်းမှုတွေစူပေါင်းပြီးကံကောင်းခြင်းလက်ရွှင်ခြင်းဖြစ်ပါစီလူအလုံးမေတ္တာထားပြီးကျွန်တော်တို့ဆိုင်ကိုဝင်ခြင်းစိတ်ဖြစ်ပါစီမြင့်မြတ်တဲ့အရာတွေကရောင်းဝယ်ဖောက်ကားရဲ့ချောမွေသည်ပတ်စံတွေဝင်လာဖို့လမ်းဖွင့်ပေးပါစီနန့်တာတိုင်းစိုက်ပြီးဒီလိုပြောပါကျွန်မဆိုင်အသည့်လုပ်ငန်းအသည့်စတင်ဖွင့်လှစ်ကြောင်းကြေညာပါတယ်ဒီနေရာကနတ်ဖျားအိမ်နတ်နဲ့မြင့်မြတ်တဲ့အရာတွေအားလုံးဒီစတင်မှုကိုသိရှိပြီးလုပ်ငန်းဖြစ်ထွန်းတိုးတက်အောင်ကူညီပေးပါစေပြီးရင်မဲ့လုံးဖွင့်ဆိုင်တကားကိုဖွင့်ပြီးပထမဆုံးလူအနေနဲ့အတွင်းကိုဝင်ပါဒါကကံကောင်းခြင်းလမ်းကြောင်းကိုလက်ခံတဲ့သင်္ကေတတစ်ခုပါဒီလိုအစဉ်ပြေတဲ့လှုပ်ချက်တွေကိုLucky Channel ကလူအားလုံးနေ့စဉ်ဘဝမှာအမှန်တကယ်လုံနိုင်အောင်ဆုံးဖြတ်ပြီးယူဆောင်ပေးလာတာပါကိုကောင်းမှုတွေဝေစုတူချင်းရင်တော့ဒီဗီဒီယိုကိုဆွေမျိုးတွေအသစ်စတင်တော့မဲ့သူတွေစီမျှဝေပေးပါဒီနေ့ကတဲ့အတွက်ကောင်းတဲ့နေ့ဖြစ်ပါစေဆိုင်ဖွင့်ကြည့်ရင်ဝယ်ယူသူများမပြတ်တမ်းဝင်လာပါစေလို့ဆုတောင်းပေးညင်